ကြည့်ရတာဘုံဘုံကဒီမှာကြည့်တယ်ရောက်ကြတဲ့ကဘုံဘုံကအကြောင်းတစ်ကြောင်းပဲနေရာပဲရောက်ကြည့်လို့ရှင်အဲ့အကြောင်းတစ်ကြောင်းမှာတစ်အချက်လူများကြတယ်ပေါ့နော်လူများတဲ့အထက်မှာလူကြီးနဲ့လူငယ်ဘယ်ဟာများသလဲလို့ရင်ကြည့်တယ်လူကြီးများရင်ဘုံဘုံအဲ့အကြောင်းကိုအမှတ်မပေးဘူးနောက်တစ်ခါယောက်ျားနဲ့မိန်းမနဲ့ဘယ်ဟာများသလဲလို့ကြည့်တယ်မိမများရင်အဲ့ကြောင့်အမှတ်မပေးဘူးဒီမှာကြည့်လိုက်တယ်ဘယ်လိုလဲအားနွယ်တဲ့ယောက်ျားလေးတွေတော့များတယ်ဆိုတော့ပြောချင်တာကလူငယ်တွေအရေးကြီးတယ်အနာဂတ်အရေးကြီးတယ်ရေးမကြည့်ဘူးလားအရေးကြီးပါတယ်ဗျာလူငယ်ဆိုတာကအနာဂတ်ငယ်တွေအများကြီးလာအောင်ပါအဲ့တော့ဘုံဘုံကပြောမယ်ဘုံတစ်ချက်ကလမ်းနဲ့ပန်းတိုင်ဆိုတာပြောမယ်ဗာလဲလမ်းနဲ့ပန်းတိုင်နံပါတ်1ကတော့ hero မဖြစ်ချင်နဲ့ဗာလဲ hero မဖြစ်ချင်နဲ့နံပါတ်2ကတော့မိတ်ဆွေခေါ်ရသူပြောတာတဲ့မှာမေတ္တာဆိုတာပါတယ်နော်အဲ့တော့လူရင်းပြောပြမယ်တငယ်ရဲ့2ယောက်ရှိတယ်ငယ်ငယ်ကလေးကငယ်ပေါင်းပေါ့အဲ့တော့ငယ်ပေါင်းတို့အရန်တယောက်နဲ့တယောက်ဘွားရက်တည်နေတဲ့အချိန်မှာတယောက်က high boss ကြီးဖြစ်သွားတယ် high boss ကြီးအရန်ကုမ္ပဏီတွေပိုင်ပေးနာရဲ့ secretary တွေပါတယ်ညာအကုန်လုံးပြည့်စုံသွားတယ်တယောက်ကြတော့သူကတော့ဟိုပုံမှန်ပေါ့အလဲအလတ်ပဲအဲသူတို့တွေမတွေ့တာအရန်ကြာတဲ့အချိန်ကြတော့ငါတို့ဒိတ်ရအောင်ကွာတဲ့ okay တွေ့မယ်ဒီငါတဘာဝလူလက်ပိုင်းရောက်သွားပြီပေါ့နော်အဲ့ဒါတွေ့နစ်စကြီးတွေ့တာ okay တဲ့သွားမယ်ဆိုမှတွေ့ကြမယ်ဆိုတော့ဒိတ်လုပ်ကြတဲ့ဆိုင်မှာစားကြတဲ့တောက်ကြပြီးတော့ပြန်လာတော့သူတို့ငယ်ငယ်တုန်းကမရငယ်ငယ်တုန်းကပြုတ်ခဲ့တဲ့ဥစ္စာဒီအသက်အရွယ်မှာမရတဲ့အချိန်မှာသူတို့လမ်းပေါ်မှာတခါအဲ့ plate mercury မီလောင်အောက်မှာလက်ခင်းစိမ့်ပေါ်မှာလမ်းလျှောက်ရင်းနဲ့ကြောက်ခဲတွေကိုကန်တယ်တစ်ပင်တွေတွေ့ရင်တခါတည်းခုံမျိုးမှာအဲ့လိုရိုက်တယ်မင်းတို့အဲ့လိုရတာအခုအဲ့အရတာမလို့ချင်ဘူးလားလိုချင်ပါလားဗျာလက်ခင်းပေါ်မှာပြေးပြီးတယောက်တော့အဲ့ဆိုတစ်ပင်နဲ့အဲ့လိုမျိုးလေအဲ့ဒီအရတာသူတို့ပြန်ရှာတာမင်းတို့အဲ့ဒါငတ်နေတယ်မလားမှန်လားပါဗျာကန်စရာကြောက်ခဲတော့မရှိဘူးမှန်လားပါဗျာလွမ်းလာပြီမလားလွမ်းပါလေဗျာဆိုတော့အဲ့ဒါနဲ့အဲ့လိုမျိုးပြီးတော့သူတို့ Mercury platform Mercury မီလုံးရဲ့အောက်မြက်ခင်းပေါ်မှာ green မြက်ခင်းစိမ့်လေးပေါ်မှာထိုင်တယ်ထိုင်ပြီးတဲ့အချိန်မှာအဲ့ဒီမှာ boss တယောက်ကတတိ boss ကတကယ်တကယ်ရင် boss ကသူကတခါအဲ့မှာပြောတာဟဲ့အောင်လေမချမ်းသာတဲ့ကောင်ကိုပြောတာဟဲ့အောင်လေမင်းကကွာတဲ့မင်းကိုကြည့်ရတာတဲ့အရန်ပေါ်ပါပြီအရန်လမ်းနေတယ်ကွာတဲ့တဲ့လားကြီးလည်းပေါ့ပါပြီမင်းကြီးလည်းရွှင်နေတဲ့ပုံကြည်နေတာပဲတဲ့ငါကြတော့ကွာတဲ့ပတ်စံလည်းရှိတယ်ကုမ္ပဏီလည်းရှိတယ်ဘေးမှာအချမ်းညာနဲ့ပြိတ္တတွေအပြည့်စုံရှိဒါပေမဲ့ငါမပြောဘူးကွာတဲ့မင်းတို့မလမ်းဘူးကွာတဲ့အဲ့ဒါဘာလို့လဲမင်းနဲ့ငါနဲ့ဘာကွာတယ်လဲတဲ့နောက်ထောင်တော့ရောက်လာပြီနော်ဟောကောင်းဘာပြောလဲဘာမှမကွာပါဘူးကွာတဲ့မင်းနဲ့ငါနဲ့တခုလည်းပဲတဲ့မင်းကပန်းတိုင်ကိုပဲကြည့်တယ်လမ်းကိုမကြည့်ဘူးပြောကြည့်လမ်းတိုင်ပဲကြည့်တယ်လမ်းကိုမကြည့်ဘူးငါကပန်းတိုင်ကိုလည်းကြည့်တယ်တဲ့လမ်းကိုလည်းကြည့်တယ်တဲ့အဲ့ဒါလေးပဲကြွာသားလာပါတဲ့မင်းတို့အခုပြန်ပါလေပန်းတိုင်လည်းကြည့်ပါလေပန်းတိုင်မှာလားလမ်းမှာကိုဘယ်နေရာရောက်နေလဲမင်းတို့ဟမ်လမ်းပါပါဗျာဒီဘက်ကပြည်စီရောက်ဘယ်ရောက်နေလဲလမ်းပါပါဗျာပန်းတိုင်အောင်ကြောက်လေးအရေးမကြည့်ဘူးလားအရေးကြီးပါဗျာမင်းတို့လည်းမကြိုက်ဘူးလားကြိုက်ပါလေဗျာအဲ့တော့ဒီမှာပြောချင်တာကတချို့တွေကပန်းတိုင်ကိုပဲကြည့်တယ်လမ်းကိုမကြည့်ဘူးတချို့ကလမ်းကိုပဲကြည့်တယ်ပန်းတိုင်ကိုမကြည့်ဘူးတချို့ကလမ်းကိုလည်းကြည့်တယ်ပန်းတိုင်ကိုလည်းကြည့်တယ်တချို့ကလမ်းကိုလည်းမကြည့်ဘူးပန်းတိုင်ကိုလည်းမကြည့်ဘူး
ဘောပေါက်တယ်နော်အဲ့တော့ခုဒီကနေ့ကြည့်ပန်းတိုင်ရောက်ပြီးတော့မှမပျော်နိုင်တဲ့သူတွေအများကြီးရှိတယ် မှန်လားပါဗျာ တွေ့တယ်နော်အထင်သာဆုံးအမြင်သာဆုံးနေဆိုမင်းတို့သိပါတယ်ပတ်စံကြီးနဲ့အရန်ချမ်းသာရေးလည်းပြည့်အချမ်းရနေပြည့်လုံလုံလောက်ရှိပါရဲ့နဲ့မှမချမ်းသာပြီးပဲစိတ်လည်းမပျော်ပဲနဲ့လူတကာရဲ့မုံတီးခြင်းဆဲဆူခြင်းခံရတဲ့သူတွေမရှိဘူးလား ရှိပါတယ်ဗျာ ပန်းနိုင်တော့ရောက်သွားတာပဲဒါရရင်ပျော်မယ်လို့ထင်နေတာခုနပြောလို့ဗါလဲ70လား70 iPhone လားဟာလားတော့40လောက်ရလိုက်ပျော်ပြီးလို့ထင်နေတာကတော့ခါရဘာဖြစ်လဲမပျော်ပြန်တော့ဘူး အိစားဗျာ အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကအဲ့ဒါအရင်အရေးကြီးဆုံးပဲဘုံဘုံတော့လမ်းပေါ်မှာပန်းနိုင်ကိုသွားတဲ့အချိန်မှာဘယ်နဲ့စသွားလဲဘယ်နဲ့သွားလဲပန်းနိုင်ကိုဘယ်နဲ့သွားလဲ စား လမ်းပေါ်ကသွားတာအဲ့ဒီလမ်းပေါ်မှာပဲချစ်ချင်းမုန်းချင်းကျင်နာချင်းရက်ဆက်ချင်းဓမ္မအာဓမ္မတွေရှိအဲ့ဒါတွေကိုကြော်ဖြတ်ပြီးဂယုစိုက်ပြီးသွားတဲ့လူနဲ့ဘာမှကိုကြော်ဖြတ်ပြီးအဲ့ဒါတွေကိုဂယုမစိုက်ဘူးလမ်းကိုလုံးဝတစ်စက်မှမကြည့်ဘူးပန်းနိုင်မရောက်အောင်သွားမယ်ငါပန်းနိုင်ရောက်တော်ပြီကွာမင်းလမ်းကဘာပြစ်ပြစ်ဆိုတဲ့လူမရှိဘူးလား ရှိပါတယ်ဗျာ အဲ့ဒီလူကပန်းနိုင်ရောက်ရင်လည်းပျော်ရသလား မရပါဘူး ပျော်ရဘူးတော့ပေါ့တယ်နော်အဲ့တော့လမ်းပေါ်မှာအဲ့လမ်းပေါ်ကကျင်နာချင်းရက်ဆက်ချင်းချစ်ချင်းမုန်းချင်းအဲ့ဒီဟာတွေကိုအားလုံးတွေကိုအေးစစ်စစ်လေးလေးကြအတွင်းကြအချိန်ယူပြီးတော့မှသွားတဲ့ပန်းနိုင်ရောက်တဲ့လူကြတော့ဘာဖြစ်လဲအော်ဒီလူ boss ဖြစ်သွားပြီလားသူကအရင်သဘောကောင်းတာသူမအောင်မြင်ခင်ကလေရှိသမျှဝေစားမြစားလုပ်တဲ့ထိုင်းမှနေနဲ့သူရောက်တယ်ဆိုပေမဲ့ကွာရောက်လာတဲ့သူတွေသူကူညီပေးတယ်ဆောက်ရှောက်ပေးတယ်သူတထိပ်ဖြစ်သွားမှာပေါ့ဟုတ်မှာပေါ့အခုဘုံဟုတ်တော့မဟုတ်တော့မသိဘူးလေနော်မြင်တာဟာလေအဲ့လိုမျိုးတွေမရှိလားမင်းတို့စီမှာ ရှိပါတယ် support လုပ်ပေးတာတော်ပန်းနိုင်ရောက်ရင်လည်းမပြောဘူးလား ပြောပါတယ် မေတ္တာရောမရဘူးလားဟိုကကျတော့ပန်းနိုင်ကိုပဲကြည့်တယ်လမ်းကိုမကြည့်ဘူးလမ်းကိုမကြည့်တော့လူကိုလူလိုမမြင်ဘူးပေါ့ဟုတ်လားအဲ့တော့ဗာပဲလူကိုလူလိုမမြင်တဲ့သူကြတော့လူတွေကသူ့ကိုချစ်ပါမလား မရှိပါဘူး ချစ်ပါဘူးဒါအဲ့တော့ဘုံဘုံအမြင်ပြောတယ်မင်းတို့တထေးပြအောင်မကြိုးစားနဲ့ချမ်းသာအောင်ကြိုးစားဆိုင်ကြီးတို့ပြောတယ်ချမ်းသာအောင်လုပ်ရင်ထေးနိုင်တယ်တထေးဖြစ်အောင်ပဲလုပ်ရင်မချမ်းသာနိုင်ဘူးတဘောပေါက်တယ်နော်အဲ့တော့ကိုယ့်ဘာကိုယ်ပဲစဉ်းစားပေါ့လမ်းပေါ်မှာလားပန်းတိုင်မှာလားဒါဆို okay လမ်းပေါ်မှာပန်းတိုင်မှာဆိုရင်လည်းပန်းတိုင်ကိုဘယ်လိုသွားမလဲလမ်းပေါ်မှာဘယ်လိုနေမလဲဒါစဉ်းစားတစ်ချက်နော်နေ့ချက်ကြတော့မင်းတို့ဒီမှာဝိုင်းမှာ support ဆိုတာရှိတယ်လို့ကြည်နေတာနော်အဲ့တော့အဲ့ဒီထဲမှာဘုံဘုံကပြောချင်တာကလူရင်းပြောပြရင်ကိုရီးယားဇာတ်ကားထဲမှာမြင့်မြတ်သူတို့နှလုံးသားဆိုတာရှိတယ်အဲ့ဒီမှာစစ်သူကြီးရဲ့သားကိုစစ်သူကြီးကအိုသွားတဲ့အချိန်ကျတော့သူ့နေရာကိုဆက်ခံမှုအတွက်ကိုစစ်သူကြီးရဲ့သားကိုလွတ်တော်မှာဆွေးနွေးတဲ့အချိန်ကျတော့စစ်သူကြီးရဲ့နေရာမှာအစားထိုးဖို့လိုမယ်ပေါ့နော်အဲ့ဒါအခုရောက်ရွေးချယ်ထားတဲ့ဘာညာဆိုတော့စစ်သူကြီးကမေးတယ်ဘယ်သူလဲဘယ်သူရွေးချယ်ထားလဲဆိုတော့စစ်သူကြီးရဲ့သားပါဆိုချက်ချင်းပြောတယ်ငါသဘောမတူဘူးဆိုတော့ငြိမ်သွားတယ်လူကြီးတစ်ခေါက်ပြန်တော့လဲတဲ့ဒီလွတ်တော်မှာဒီလိုသူ့အစားထိုးပေါ့နော်သားကိုရွေးမယ်ပေါ့ဘာမလုပ်ဘူးအတွေ့အကြုံနှူးသေးတယ်သဘောမတူနှစ်ချိန်နဲ့ဖြစ်သွားတယ်နောက်တစ်ခါသုံးချိန်မြောက်ကြတော့ဒီလိုပဲပြန်တင်သွင်းတယ်လေဒါအဲ့ချိန်ကျမှ तू ကတိတ်တိတ်လေးနေလိုက်တယ်ဘာမှမပြောဘူးအဲ့တော့ဒီမှာတစ်ချက်ပြောချင်တာကခေါင်းဆောင်တွေဆိုတာကနော်လူကြီးတွေဆိုတာကကိုယ်သားအရင်ပေးကြတာတော့မှယာတုပေးတာတော့မှဘာဖြစ်လဲညနာမလိုက်ဘူးလေဒုတိယတစ်ခေါက်ထပ်ပြောတယ်အတွေ့အကြုံနှူးသေးတယ်တဲ့ညင်းတယ်တတိယအခေါက်ကျမှငါပြောတာမဟုတ်ဘူးနော်မင်းတို့ရွေးတာအရေးကြီးတယ်မင်းတို့ support ဒီဘွဲမှာမနေတဲ့အဲ့ဒါဒီအကုန်လုံးပြောချင်အဲ့ဒီအချိန်ကျမှလုံးရွေးလိုက်တယ်ရွေးလိုက်ပြီးတဲ့အချိန်ကျမှညနေကြတာအဲ့ခက်တဲ့ဟဲ့ကောင်နဲ့သူ့ဖေကသူ့တာဟဲ့မင်းညနေကြရင်ငါစီအခန်းထဲလာခဲ့လို့ပြောလာခဲ့တဲ့အချိန်ကျတော့အဖေဘာပြောမလို့လဲ
မင်းအခုမကြခင်စစ်သူကြီးဖြစ်တော့မယ်အဲ့တော့မင်းကတစ်ခုပဲပြောမယ်မင်း hero မဖြစ်ချင်နဲ့ဗာလဲ hero မဖြစ်ချင်နဲ့ငါဒီကိုရီးယားနိုင်ငံငါနိုင်ငံအတွက်လုံခြုံရေးတဲ့တိုင်းပြည်အတွက်အကုန်လုံးပြည်သူတွေအတွက်ကိုငါလုပ်ခဲ့တဲ့အချိန်မှာတဲ့ငါတဲ့အခါမှ hero ဖြစ်ရမယ်ဒီနိုင်ငံရဲ့သူရဲကောင်းကြီးဖြစ်ရမယ်တမိုင်းဝင်ရမယ်ဆိုတာငါအခါမှမစဉ်းစားခဲ့ဘူးတဲ့ငါစဉ်းစားတာငါပြည်သူနဲ့ငါနိုင်ငံငါလူမျိုးအတွက်ပဲငါစဉ်းစားခဲ့တယ်အဲ့ဒါကြောင့် main hero မဖြစ်ချင်တယ်သဘောပေါက်တယ်နော်မထဲတော့ဘူးနော်အဲ့တော့တစ်ကပါလေလမ်းပေါ်မှာလားပန်းနိုင်ပေါ်မှာလားနှစ်က hero မဖြစ်ချင်တယ်သုံးတနေ့ကပါချုပ်ဆရာတော်စကားဟောတာကိုနားထောင်လိုက်ရတော့လူငယ်တွေပြောဖို့စိတ်ကူးရလာတယ်မေတ္တာဆိုတာမိတ္တာကလာတာတဲ့ဘယ်ကလာလဲမိတ္တာလားမိတ္တာဆိုတာမိတ်ဆွေအဲ့တော့မေတ္တာဘယ်နေဖြစ်တာလဲမိတ်ဆွေရဖြစ် environment and society ပတ်ဝန်းကျင်နဲ့အပေါင်းအသင်းနဲ့လွတ်သလားမလွတ်ဘူးအဲ့ဒါကြောင့်လို့ပတ်စံနဲ့ရှာပါမေတ္တာနဲ့ရှာပါပတ်စံက one အာဟာရအတွက်ခွန်အားဖြစ်စေတယ်လို့မေတ္တာကနှလုံးသားအာဟာရအတွက်ခွန်အားဖြစ်စေတယ်အဲ့တော့မိတ်ဆွေကိုမေတ္တာလုပ်ပါဘာလို့မလဲမိတ်ဆွေကိုမေတ္တာလုပ်ပါမေတ္တာကိုမိတ်ဆွေဆိုပါတော့ပေါ့နော်အဲ့တော့အခုအချိန်ကပတ်စံတဲ့အရေးကြီးတာကဘာလို့လဲမိတ်ဆွေပတ်စံရှိပြီးကြောက်နေရတဲ့လူတွေမရှိဘူးလားရှိပါတယ်ဗျပတ်စံရှိပြီးမလုံခြုံတဲ့လူတွေမရှိဘူးလားရှိပါတယ်အဲ့ဒါကြောင့်ဘုံဘုံတို့အခုဒီမှာစစ်ပြေးစစ်ရှောင်နေဘုံဘုံကြီးပြောတယ်မင်းတို့တခြားကိုပြေးမယ်ရှောင်မယ်ဆိုလို့ရှိရင်မင်းတို့နေရအရက်ဒေတာမှမဟုတ်တာလေရင်လာရင်ကြားရတယ်ကိုအရက်ကိုဒေတာဆိုဘယ်လိုပုံရမလဲသိတယ်ဘယ်နေရာတော့ပုံမလဲလေရင်လာအချိန်များရတယ်လေအဲ့တော့မင်းတို့အကြောက်လက်တကြီးတဲ့ပြေးဟိုဘက်မှာမိတ်ဆွေလည်းမရှိဘူးမေတ္တာလည်းမရှိဘူးကိုအရက်ဒေတာလည်းမဟုတ်ဘူးနောက်ကျကိုရွာကိုပြန်ဝင်ဖို့ကြတော့မခက်သွားဘူးလားခက်သွားတယ်အဲ့ဒါကြောင့်လို့မိတ်ဆွေမရှိလို့ရှိရင်ပြောသမျှယုံတယ်ခြောက်ရင်လည်းကြောက်တယ်ထဲ့သမျှလက်ခံတယ်သဘောပေါက်လားအဲ့တော့မေတ္တာကိုမိတ်ဆွေလုပ်ပါမိတ်ဆွေကိုမေတ္တာလုပ်ပါဒီကနေအားလုံးနေတဲ့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာရှိတဲ့အဲ့ဒီဟိုလေးပေါ့မေတ္တာကိုကြတာနော်ဆက်လာပတ်စံကြီးမပို့တဲ့ပတ်စံလည်းပို့မေတ္တာလည်းပို့နော်အချိန်တိုင်းနေရာတိုင်းမှာဘေးကင်းရန်ကွာလုံခြုံအေးချမ်းစွာပြီးကျမ်းမာသက်ရှိအစဉ်ပြေဘဝအစဉ်ချမ်းမြေ့ကြပါစေလို့ဆုတောင်းပေးပါစစ်မဲ့ရန်ဘေးကင်းလွတ်ဝေးပါစေလို့မေတ္တာပို့ပါလိုက်လဲနော်ဘုံလက်နဲ့လေရင်မိဘေးကင်းလွတ်ဝေးလုံခြုံအေးချမ်းအသက်ရှိကြပါစေဒါပို့ပါမင်းတို့ပတ်စံမဲ့ပို့တာလေနော်အဲ့ဒါဟိုအဖြစ်ပြောနေတာမဟုတ်ဘူးအခုအဲ့ support အတင်းကိုအခုအဓိကပြောချင်တာဒီမှာရှိတယ်အဲ့အချက်၃ချက်ကိုမင်းတို့ contact မိအောင်ချိတ်ဆက်မိရင်သဘောပေါက်ကြမှာပါတစ်ဗာလဲလမ်းပေါ်မှာလားအားနိုင်မှာလားနှစ် hero မဖြစ်ချင်တဲ့သုံးမိတ်ဆွေကိုမေတ္တာလုပ်ပါမေတ္တာကိုမိတ်ဆွေလုပ်ပါကဲအားလုံးချိန်တိုင်းနေရာတိုင်းမှာဘေးကင်းရန်ကွာလုံခြုံအေးချမ်းစွာဖြင့်ကျမ်းမာသက်ရှိအစဉ်ပြေဘဝအစဉ်ချမ်းမြေ့နိုင်ကြပါစေတည်း